ပထမဆုံး BFS website ထဲကနေစင်ကာပူကနေရှောက်တာဆိုစင်ကာပူကိုကဂျပန်ကိုတောင်းမှာဖြစ်တဲ့အတွက်ဂျပန်ပြီးသွားရင်အဲကနှိပ်လိုက်မယ်ဆိုတာနဲ့သူကဂျပန် visa website ထဲကိုခေါ်ပါတယ်ပထမဆုံးကိုကရှောက်မယ်ဆို apply for visa step now နှိပ်လိုက်မယ်ပြီးသွားရင်အဲ့ဒီမှာ step by step ပြထားတယ်ကိုကဘယ်လို visa type မျိုးလိုချင်တာလဲသူကတိကျမသိဘူးဆိုရင်အဲ့မှာ visa type တွေကိုနှိပ်လိုက်လို့ရတယ်visa တွေကပုံမှန်တိုင်းဆိုရင်တော့3လလောက်ကြိုလျှောက်ရတယ် processing time 10လောက်ရှိရပေါ့နော်visa fee ဆိုရင်ငကိုမှဆို26ကျပ်လား24ကျပ်လားမသိဘူး6လပိုင်းစာပြီး132ကျပ်ဖြစ်သွားတယ်မြန်မာတွေအတွက် single entry ပဲရတယ် document တွေကဘာတွေလိုအပ်လဲပေါ့အမှ single double entry ဆိုတော့ all nationality ကိုနှိပ်လိုက်မယ်ဘာလို့ဆိုတော့ဒီဘက်ကကျတော့ဒီတရုတ်အိန္ဒိယအဲ့လိုမျိုးရွေးပေးထားပေါ့မြန်မာကကျတော့ all nationality တွေကိုနှိပ်လိုက်မယ်ပြီးသွားပြီဆိုရင်အဲ့မှာသူကဘာတွေလိုအပ်လဲဆိုတော့ checklist ပေါ်လာအောင်ပထမဆုံးလိုအပ်တာ passport visa application form ပေါ့နော်ဖြည့်ရမယ့် form ရှိတယ်အဲ့တော့အဲ့ visa application form ဒုတိယပေါက်ဆိုရင်အဲ့ visa application form နှိပ်လိုက်တာနဲ့ဖြည့်ရမယ့် form ကျလာတယ်ဒုတိယကတတိယ photo လိုမယ်ပြီးသွားရင်နောက်တစ်ခုကကျတော့ဗာလဲဒီ express ဆိုရင် express e-pass ဆိုရင် e-pass ပေါ့စာလုံးရနေတဲ့ဟာ site ထဲကိုတွားပြီးတော့အဲ့လိုပုံစံမျိုး World Pass ကနေတွားလိုက်မယ်လိုချင်တာကိုလျှောက်တဲ့နေ့ရဲ့9ရက်အတွင်းမှာထုတ်ထားတာမျိုးဖြစ်ရဆိုပြီးသွားရင်ဒါ visa application form ပေါ့နော်နှိပ်လိုက်ပြီဆိုရင်အဲ့မှာ form လေးကြာလာအဲ့တော့အဲ့မှာအပြာရောင်လေးတွေအကုန်လုံးနှိပ်လိုက်ပြီဆိုရင်တော့ form နေကွာဆိုပြီးသွားရင် employment or certificate of the employment letter ဆိုရင်ဘယ်လိုပုံစံလေးတွေလဲပေါ့အကြောင်းသားဆိုဒီလိုပုံစံမျိုး sample လေးပေးထားတယ်ပြီးသွားရင်နောက်ထပ်လိုတာ flight itinerary schedule of the stay schedule of the stay ကိုကြတော့ဘယ်လိုဖြစ်ရမလဲဆိုတော့ schedule of the stay ကိုနှိပ်လိုက်ပြီဆိုရင်လည်းဒီလို form လေးကြာလာဆိုရင်company ရဲ့ name လဲပေါ့ပြီးသွားပြီဆိုရင် bank statement 3လစာပြလို့ရတယ်ဒါမှမဟုတ်တစ်နှစ်ပတ်လုံးစာ test form ပေါ့လေIRS ကနေတော့တုတ်ထားတဲ့ဟာကိုပြလို့ရတယ်ကျန်တော့ sponsorship တမားတွေဆို sponsorship ပြလို့ရတယ်ပေါ့အဲ့ဒါပါပဲပြီးတော့ပြီးသွားရင်ဒီမှာဆိုရင် download form မှာဆိုရင် form တွေဘယ်လိုလုပ်ရမလဲဆိုတော့ဘယ် form တွေ download လုပ်လို့ရလဲဆိုတော့တစ်ခုချင်းစီပြထားတယ်။မှာ schedule of the stay ပေါ့လေကိုတစ်နေ့ဘာတွေလုပ်မဆိုသူတို့ကိုသွားတဲ့9ရက်ဒီမှာဆိုတရက်ချင်းစီဘာလုပ်လို့လဲဆိုတော့ရေးပေးရတဲ့ form လဲ download လုပ်လို့ရတယ်လို့အဲ့မှာ simple လဲပြထားတယ်။ဘယ်လိုတွေဖြစ်ပေါ့ဘယ်နေရာကနေဘယ်မှာနေမယ် accommodation လိပ်စာတွေအဲ့လိုမျိုးပါတယ်။that's all အဲ့စပြီးတော့ shout out မှာပေါ့ဆိုရင် apply now ကိုနှိပ်လိုက်အောင် ready for application နဲ့ apply now ကိုနှိပ်လိုက်အောင်ပဲပြီးသွားဆိုတာနဲ့အဲ့မှာစပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မှာ book now ကိုနှိပ်လိုက်ပြီဆိုရင်သူကပထမဦးဆုံးကိုလုပ်ခိုင်းတာ BFS ရဲ့ဒီလို page ကိုခေါ်ပါတယ်ကိုမှာပထမဦးဆုံးလုပ်တာဆိုတော့ account မရှိဘူးမို့လားအဲ့ဆိုရင် I don't have an account ဆိုတဲ့ဟာကိုနှိပ်ပြီးတော့အဲ့မှာဖုန်းနေနာမည်ဖြည့်ပြီးတော့အဲ့မှာ box 3ခုလုံး click လုပ်3ခုလုံး click လုပ်ပေးလိုက်ပြီးတော့ continue နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီ page ကိုရောက်သွားအဲ့မှာဆိုရင်ကိုက Japan application center ကိုသွားမယ် appointment ယူမယ် temporary visitor နဲ့ပြီးတော့ tourism မြန်မာနိုင်ငံကလူတွေက tourism single တစ်ခါဝင်ဟာပဲရတယ်အဲ့တော့ဒီပုံစံအတိုင်းပဲဂျပန်ကိုသွားမယ်ခီးသွားဖို့အတွက်ဒီတိုင်းပဲသွားလေတာမျိုးဆိုရင်ဒီတပုံစံနဲ့ပဲရွေးရမှာဒီမှာဆိုကိုယ့်ရဲ့နာမည်ဖြည့်မယ် gender ဖြည့်ပြီးသွားပြီဆိုတော့ဆက်သွားလိုက်ပြီဆိုရင်အဲ့မှာဗီဇာဖို့ပတ်စံ22ကျပ်ပေးရမယ်နေရာကိုရောက်သွားလိမ့်မယ်အဲ့နဲ့ continue ဆက်သွားပြီဆိုရင်အဲ့မှာ appointment ဘယ်ရက်တွေကိုရွှေ့လို့ရမလဲပေါ့လေနှိပ်လို့ရတဲ့နေ့ရက်တွေကကိုအဲ့ဒီဗီဇာစင်တာကိုတွားပြီးတော့ကိုရဲ့စာရေးစာတမ်းတွေကိုတင်ပြီးတော့ဗီဇာအဲ့လိုရတဲ့နေ့ရက်တွေပေါ့နော်အချိန်တွေလည်းရှိတယ်သူကပြီးသွားပြီဆိုတာနဲ့သူ့မှာအဲ့လိုမျိုး service အပိုယူမလားပေါ့လေကိုသူများအကူညီယူမလားအဲ့လိုမျိုးဘာညာတာရကားရှိတယ်အဲ့ကို service တွေပါယူခြင်းကိုငါစာရေးသားအပ်မယ်အကုန်လုံးပြလာဆို22ကျပ်ပေးအောင်မယ်ပေးပြီးသွားရင်ပြီးသွားပြီတင်း